Hello ဒီပေါ့နော်အပြောက်သွားတယ်ပေါ့နော်သူ့နာမည်ရင်းပါလားဒီသူ့နာမည်သူ့နာမည်ပေါ့နော်ဒီကလေးလေးနာမည်ပေါ့နော်မိုင်လေးလို့ပြောတာသူကပေါ့နော်အရင်ကဆက်ရကောင်းလို့ရောပေါ့နော်ဒါပေမဲ့ချစ်စရာကောင်းနေတဲ့သူကသူများတွေလိုက်ပြီးတော့နှောက်ယှက်တယ်လေအဲ့ကြောင့်မလို့လေသူ့အမကိုလည်းနှောက်ယှက်တယ်သူ့အမသူ့ကိုလည်းမချစ်ပါဘူးကဲဒါဆိုလို့ဆိုရင်let's go မောင်လေးဟာဒီကလေးလေးပြောင်းနေဒုက္ခပါပဲလာမောင်လေးလာမနဲ့လိုက်ခဲ့လားမောင်လေးမဆိုးရနေတာပဲမောင်လေးကိုဒီနေ့ကြောင်းမထားဘဲနေမှာနော်ကဲလာလာမနဲ့တူဆောင်မနော်စိတ်ကြီးတိုင်းဆောင်မနော်မောင်လေးရဒီနားလေးမှာနေနော်မမဝါရှာမယ်နော်โอเคမောင်လေးလုံနေမှာဒီအိမ်ဝိုင်းထဲမှာအောင်ရအိမ်ဝိုင်းထဲမှာပေါင်းနေတော့ဒီနေတာပီပီညာMommy. Why? La.ဒီမှာရောနေပြီးသူ့မောင်လေးကိုတနေ့ခေါ်ရပေါ့ဘယ်ခေါ်ရလဲဆိုရင်သူကကလေးထိန်နေကဲတော့ကောင်းမယ်မရောက်တော့ကျောင်းရဲ့ရောက်ပြီးဆိုတော့ငါယူလိုက်ပါမယ်။ငါလေးဒီနာလေးမှခဏနေအောင်တော့ဆရာမနဲ့ဒါလားဟဲ့ဒီကလေးလေးပိုချစ်စရာကောင်းလေ။ဒါပေမဲ့ယောက်ျားတွေကပိုချစ်စရာကောင်းလေ။ကလေးလေးဆိုတော့ချစ်စရာကောင်းလေဒီကျမ်းမှာ။ကျမ်းမှာငါပူတူတူလေးပဲကျန်တာဆိုတော့ကလေးလေးဆိုအောင်ချစ်စရာလေးရောကဲဒီကလေးလေးရောမယ်ကဲမောင်လေးကိုမှတ်ထားကြနော်စိတ်ချမနော်အဲ့ဒါအဘလောက်ရတယ်ရှင်မာလေးဒီကလေးလေးတတောင်းပေးကြပါရှင်ဆန္ဒရတတောင်းတော့ပြီနော်ဆန္ဒတိုင်းနော်အေးညငါညီမပြည့်ရပါနော်ဟုတ်ကဲ့ဆရာမကဲတော့ရောက်တော့အခက်အိမ်လေးရောက်ပါပြီကဲအိမ်လေးရောက်ပြီဆိုကလေးလေးရေပြောဆမ်ကဲနော်လေးတော့အောင်နော်နိုးอ่ะမိုးရေကဲညရောက်တော့မှဆိုငါလည်းအိတ်တော့မယ်ကျော်စုနေညရောက်ခေါ်ကလူကဲဒီဗီဒီယိုလေးကိုကြိုက်ရဆိုရင် like and subscribe ဆွေးလို့ပြကြပါကဲbye bye မှာbye bye